ဒီနေ့ကျွန်တော်တို့ audio လမ်းကြောင်းတွေပတ်လန်းတွေဆွဲပြီးတိုင်းတာနဲ့သင်ခန်းစာသင်ကြားပေးနေတာဖြစ်ပါတယ်ဒါတော့မနက်ပိုင်းကျောင်းသားတွေဒီကျောင်းစပလိုင်းသုံးပြီးပဲချီကောင်းကောင်းစစ်တာတွေအမြတောင်းတောင်းစစ်တာတွေကိုသူတို့လေ့လာနေကြတာဖြစ်ပါတယ်ဒါတော့ဒီကင်းပိုင်းကျောင်းသားတွေမိသားသုံးပြီးတော့ပတ်လန်းတွေဆွဲပြီးတော့ audio လမ်းကြောင်းကောင်းမကောင်းတိုင်းတာတဲ့သင်ခန်းစာသင်ကြားပေးနေတာဖြစ်ပါတယ်အတမလာတိုင်းစပီကာလဲရမှာလားစပီကာလဲတိုင်းရောအတလာမှာလားအတမလာတိုင်းမိုက်လဲရမှာလားကိုပြောတာဟိုဘက်ကမကြားတိုင်းကိုစီရမိုက်ကိုလဲရမှာလားမိုက်လဲပြီးရင်ရောအတန်ကတန်းထွက်လာမှာလားလဲပြီးလို့အတန်မထွက်လာရင်ရောဘာတွေစစ်ကမလဲဆိုတဲ့သင်ခန်းစာကိုလက်ရှိသင်ကြားပေးနေတာဖြစ်ပါတယ်